င်္ဂလာပါရှင်ကိုယ့်ရဲ့စိုက်ခင်းမှာမြေဆောင်မှုပြဿနာရှိနေပြီဆိုရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုအနေငယ်ဆွေးနွေးပေးကြပါမယ်ရှင်ဒီကိုယ့်ရဲ့စိုက်ခင်းမြေမှာပေါ့နော်မြေဆောင်မှုယောဂတွေဖြစ်တဲ့ဖြူဆွေရီယန်ရိုက်ဆိုတိုနီးယားဖိုင်တိုပတ်တော်ရာဗတ်တီစီလီယန်ပေါ့နော်စတဲ့မြေကြီးထဲမှာခိုအောင်ရှင်သန်နိုင်တဲ့ယောဂတွေကရှိနေကြအောင်ကိုကွက်သိတယ်အဲ့ဒီလိုအခြေအနေမှာကိုစိုက်ထားတဲ့သီးနှံပေါ်မှာယောဂလက္ခဏာပြတော့မှဘာမိုသက်ဆေးဖြန်းရမလဲဆိုပြီးတော့မိုသက်ဆေးကိုပမာဏများများအမျိုးအစားအစုံအကြိမ်ကြီးများစွာဖြန်းပြီးတော့ဖြည့်ရှင်းတာကဒါမှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူးတကယ်တမ်းကျတော့ဒီယောဂဖြစ်စေသက်ရှိတွေကသူ့ရဲ့မြေကြီးဆိုတာသူ့ရဲ့အိမ်မှာအဲ့တော့ကျတော့အပင်မြေပေါ်ပိုင်းအစိပ်ပိုင်းဖြစ်တဲ့အပင်တွေမှာသူ့ကိုဘလို့ပဲမိုသက်ဆေးအသုံးပြုပြီးတော့ကာကွယ်နေသူတို့ကမြေကြီးထဲမှာကာလကြာရှည်စွာရှင်းသန်နိုင်ပါတယ်ဒါကြောင့်မလို့ဒီမြေဆောင်မှုယောဂတစ်ခုခုဖြစ်လာပြီဆိုရင်ကျမတို့ကအပေါ်ကပင်ပေါ်မှာမိုသက်ဆေးအသုံးပြုဒါကိုပဲအားဆိုင်လို့မရပါဘူးမြေကြီးရဲ့အခြေအနေကိုမဖြစ်မနေပြုပြင်ပေးဖို့လိုပါတယ်စိုက်နည်းစနစ်တွေကိုပြုပြင်ပေးဖို့လိုပါတယ်ဆိုတော့ဒီလိုမျိုးမြေဆောင်မှုယောဂပြဿနာတွေကြနေတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုရင်စိုက်ကင်းတန့်ရှင်းရေးနဲ့ဒီစိုက်နည်းစနစ်ကိုပြင်ဖို့လိုပါတယ်ဒီယောဂဖြစ်စေသက်ရှိတွေကိုခိုအောင်နိုင်မဲ့ယောဂကြပင်ချင်းပင်ချန်တွေပေါင်းမြတ်တွေကိုရှင်းလင်းပေးရပါမယ်နောက်ကမြေဆွေးဆိုလဲကောင်းစွာဆွေးမြင့်နေတဲ့မြေဆွေးကိုအသုံးပြုဖို့လိုပါတယ်လေယာသုံးစက်ကရိယာတွေကိုတန်ရှင်းထားစိုက်ခင်းကိုလေဝင်လေထွက်ကောင်းစေမဲ့နည်းလမ်းတွေကိုဆောင်ရွက်ပါမျိုးစေ့နှုံထားများတဲ့ကိစ္စမျိုးကိုပေါ့နော်အလွန်ကျွံနေလဲမဆောင်ရွက်ပါနဲ့ပြီးတော့ကြတော့ရေထုတ်တာတွေထက်တစ်ဆက်ထိုးပြီးတော့မြေကိုတိုက်ရိုက်နေရောင်ခြည်ရရှိဖို့အတွက်ဆောင်ရွက်တာတွေပေါ့နော်အရေးကြီးတဲ့အချက်ကယောဂကင်းစင်မှုထောက်ခံချက်ပေးနိုင်တဲ့အာမခံချက်ပေးနိုင်တဲ့မျိုးစေ့မျိုးပိုင်းတွေကိုပဲဝယ်ယူသုံးပြုဖို့လိုပါတယ်နောက်ကစိုက်ကင်းရဲ့ရွေသိမ်းရွေထုတ်စနစ်အထူးသဖြင့်အဆိုဓာတ်ပေါ့နော်အဆိုဓာတ်ကတော့ယောဂပစ္စည်းသက်ရှိမှုတွေပွားများဖို့အတွက်ကိုအားပေးတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်ဒီအဆိုဓာတ်လွန်ကဲမှုဖြစ်လာတဲ့ရေလွှမ်းတဲ့အခြေအနေတွေပေါ့နော်ဒီလိုမျိုးအခြေအနေကိုကြာရှည်မဖြစ်အောင်လို့ဂရုပြုပြင်ဆင်ပေးဖို့လိုပါတယ်ဓာတ်မြေဩဇာတစ်မျိုးတည်းကိုအထူးသဖြင့်နိုက်ထရိုဂျင်ကိုအလွန်ကျွံအသုံးပြုခြင်းကဆင်ခြင်မှာဒီအနည်းလိုအာဟာရတွေဖြစ်တဲ့ကယ်လ်ဆီယမ်မက်ဂနီဆီယမ်ဇင့်ပေါ့နော်ဒီဆီလီကာပေါ့ဒါတွေအပြင်ကိုပိုတက်ကိုလည်းမဖြစ်မနေပေါ့နော်ထည့်သွင်းပြင်ဆင်ပေးဖို့လိုပါတယ်အနည်းလိုအာဟာရကတော့ကိုယ့်ရဲ့စိုက်ကင်းမြေအခြေအနေအရလိုအပ်ရင်စနစ်တကျဖြည့်ဆွက်ပေးဖို့လိုပါတယ်နောက်တစ်ခါတဘာဝမြေဩဇာထည့်သွင်းမှာနော်အခုအချိန်မှာတော့နွားချေးတို့ဘာတို့ကတော့ဒီတလေရာသုံးတလိဆန်ရှားပါတဲ့အခြေအနေမျိုးရှိတဲ့အခါမှာမလုံနိုင်ပေမဲ့လည်းဒီကောက်ရိုးမျက်ခြောက်ဆွေးစားတာတွေနဲ့ EM အသုံးပြုပြီးတော့ပူကာရှီလှုပ်ပြီးတော့ထည့်တာမျိုးတွေကိုဆောင်ရွက်ပေးရပါမယ်ဖြစ်နိုင်နေဆိုရင်တော့တီးလက်ဆိုင်ပါနော်အရေးကြီးတဲ့တစ်ချက်ရှိပါသေးတယ်ဒါကရွေးချယ်မဲ့အာနိသင်ရှိပေါင်းသက်ဆေးတွေကိုစိုက်ခင်းထဲမှာမသုံးပါနဲ့ဘာလို့ဆိုတော့တောင်သူတွေပေါ့နော်အေယာပရိမတ်မှာဘက်မှာလည်းကြားရပါတယ်ဂလိုက်ဖိုစိတ်ကိုဒီစိုက်ခင်းထဲမှာသုံးတဲ့ဟာမျိုးတွေပေါ့နော်ဒါအင်မတန်လွဲမားတဲ့ကိစ္စတွေပါမလုပ်ပါနဲ့ပြောလဲလုံနေသေးတဲ့အတွက်ကြောင့်ဒါကကိုလုံးမိတယ်ဆိုရင်ဆင်ကျင်လိုက်ပါတော့နောက်ခါပေါင်းသက်ဆေးရွေးချယ်အာနိသင်ရှိပေါင်းသက်ဆေးပဲဒါပေမဲ့အမျိုးအစားတစ်မျိုးတည်းကိုနှစ်စဉ်ဆက်တိုက်လည်းမသုံးပါနဲ့ဒီနှစ်လာလဲ240ဒီနှစ်လာလဲ240ဆိုတာမျိုးဆက်တိုက်မသုံးပါနဲ့ပေါင်းသက်ဆေးနဲ့ဒီမြေကြီးရဲ့အခြေအနေပျက်စီးတတ်တဲ့အကြောင်းကိုလည်းကျွန်မဒီ Facebook page လေးမှာမကြာခဏရေးသားလေးရှိပါတယ်ဒါကိုလည်းလေ့လာနိုင်ပါတယ်နှွေးထည်ရေးခံမှာနောက်က Biofumigas လို့ခေါ်တဲ့ပေါ့နော်အမျိုးအစားတွေပေါ့မုံညင်းမုံလာအုပ်စုတီးနှံဖြစ်တဲ့ကော်ဖီပန်းကော်ဖီပေါ့ကိုက်လန်မုံလာဥပေါ့ဒါတွေကနေပြီးတော့ဆာလ်ဖာဓာတ်ကိုထုတ်ပေးနိုင်ပါတယ်နောက်တစ်ခါ isothiocyanate ITC လို့ခေါ်တာရဲ့ glucosinate လို့ခေါ်တဲ့ glucosinolate လို့ခေါ်တဲ့ဒီတီးနှံတွေကထုတ်ပေးတဲ့ဓာတ်တွေကမြေဆောင်မှုတချို့ဖြစ်တဲ့ Phytophthora နဲ့ Rhizotonia spore တွေပေါ်မှာသူကအဆိပ်သင့်စေနိုင်ပါတယ်ကျက်သွန်ဖြူတွေကျက်သွန်ဖြူနီတွေကနေထုတ်တဲ့ပေါ့နော်ဒီ thiosulfinate နဲ့ disulfide တွေကလည်းမြေပေါ်မှာအဆိပ်ငွေ့ပေးတဲ့မီတိုင်းပရိုဘိုင်းနဲ့သူကဒီဆင့်တူတယ်ပေါ့သူကတော့ neutral ပေါ့နော်အဲ့ဒါအာနိသင်ရှိတဲ့အတွက်ကြောင့်မြေဆောင်မှုတွေရဲ့ရှင်သန်မှုကိုဟန့်တားပေးနိုင်ပါတယ်မုံညင်းမုံလာအုပ်စုအပင်တွေကနေထွက်တဲ့ဒီ glycosinolate ကရေဆိုဓာတ်အဖြစ်ပြိုကွဲသွားတဲ့အခါမှာသူကဓာတ်ပြုတ်ပြီးတော့ myrosinase လို့ခေါ်တဲ့ enzyme အကူအညီနဲ့သူကisothiocyanate ITC ဖြစ်နေပြောင်းပြီးတော့အနုစီဝါသက်ရှိတွေပွားများမှုအထောက်အကူပြုပေးနိုင်ပါတယ်။နောက်ကမြေပြုတ်ပြင်မှာစိုက်ခင်းထဲကိုပေါ့နော်သစ်စိမ်းမြေဩဇာတမကျိတ်ဖက်ပဲမော်နောက်ကဇီဝမြေဩဇာတွေဖြစ်တဲ့ rhizobium trichoderma pseudomonas mycorrhiza ပေါ့နော်ဒါတွေကိုလည်းထည့်သွင်းပေးခြင်းအပြင်မြေချင်ငံကိန်းကိုထိန်းညင်ဒါတွေလုပ်ပေးပါမိုသက်ဆေးတွေကိုလည်းမြေကန်ထည့်ပေးလို့ရပါတယ်เนาะဒါထည့်နိုင်တာကတော့အဆိုဂျီစတိုဘင်တို့ဟိုက်မီဇာဇောတို့ဒီစိုက်ပရိုတီနေတို့ဖလူအောက်ဆီနေတို့ပေါ့เนาะဒါတွေထည့်နိုင်ပါတယ်ဒီနောက်ဆုံးအနေနဲ့ကတော့မြေဆောင်မှုယောဂါတွေကိုဖြည့်ရှင်းဖို့အတွက်ဆိုရင်မိုသက်ဆေးတစ်မျိုးတည်းကိုပဲအသုံးပြုခြင်းကလုံလောက်မှုလုံးဝမရှိပါဘူး
မဆိုင်မီစိုက်ခင်းနဲ့စိုက်ပျိုးရိတ်သိမ်းပြီးတဲ့ကာလတစ်လျှောက်လုံးမှာအဆင့်ဆင့်နဲ့ကာကွယ်နှိမ်နင်းနည်းစနစ်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုပါတယ်။တီးနှံတရားဒီအတွက်လိုက်နာရမဟုတ်ဘဲနဲ့အချိန်တိုင်းတာတစ်ခုထိပေါ့နော်ရေရှည်ပြုပြင်ဆောင်ရွက်မှုတွေလုပ်မှသာလျှင်ဒီမြေဆောင်မှုယောဂပြဿနာကဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ဒီယောဂကြလာတော့မှဘာမူသက်စေးသုံးရမလဲဆိုတာမျိုးကိုလိုက်ရှာလို့ကတော့ဒါဒီလက်ပူတိုင်းဖြည့်ရှင်းတဲ့နည်းပဲဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းကတော့ဒီပြဿနာကြီးကြုံနေရမှာဖြစ်ပါတယ်။မြေကြီးနဲ့အာဟာရနဲ့စိုက်နည်းစနစ်ကိုပါတွဲဆက်ပြီးတော့မဖြစ်မနေပြုပြင်ပေးဖို့လိုပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မဒေါက်တာဒါပါရှင်။